ဒုတိယမြောက် Elizabeth ဘုရင်မဖြစ်မလာခင် သူမရဲ့နာမည်က Elizabeth Alexandria Mary လို့ခေါ်ပါတယ်။ 1926 ခုနှစ် ဧပြီလ 21 ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မူလကတော့ဘုရင်မဖြစ်လာဖို့အကြောင်းမရှိခဲ့ပါဘူး။ဒါပေမဲ့1936 ခုနှစ်မှာသူမရဲ့ဦးရီတော် Edward ဘုရင်ကထိန်းသိမ်းစွန့်လွှတ်လိုက်တာကြောင့်သူမရဲ့ဖခင် George ကဘုရင်ဖြစ်လာခဲ့ပါတယ်။1939 ခုနှစ်ကဒုတိယကမ္ဘာစစ်စဖြစ်ခါစအချိန်မှာလုံခြုံရေးအတွက်ဝင်ဆာနန်းတော်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။1948 ခုနှစ်မှာဖိလစ်မင်းသားနဲ့လက်ဆက်ခဲ့ပြီးသားသမီး၄ယောက်မွေးဖွားခဲ့ပါတယ်။1952 ခုနှစ်မှာဖခင်နတ်ပြည်ဆန်သွားတဲ့အခါအသက်25နှစ်အရွယ်နဲ့ဘုရင်မဖြစ်လာခဲ့ပါတယ်။ဘုရင်မအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းခွေးလေးတွေကိုအင်မတန်ချစ်တတ်တာနဲ့ကမ္ဘာတဝန်းခရီးသွားခဲ့တာတွေကြောင့်လူသိများခဲ့ပါတယ်။သူမရဲ့အုပ်ချုပ်မှုကာလတစ်လျှောက်နိုင်ငံပေါင်း119နိုင်ငံကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။2022 ခုနှစ်စက်တင်ဘာ10 ရက်နေ့မှာတော့အသက်66နှစ်အရွယ်မှာနတ်ပြည်ဆန်ခဲ့ပြီးသူမရဲ့အကြီးဆုံးသား Charles မင်းသားကိုဘုရင်အဖြစ်ထိနှန်းလွှဲပြောင်းပေးလိုက်ကြပါတယ်။ဒုတိယမြောက် Elizabeth ဘုရင်မကြီးဟာဗြိတိန်သမိုင်းမှာအရှည်ကြာဆုံးအုပ်ချုပ်ခဲ့တဲ့ဘုရင်လည်းဖြစ်ပါတယ်။